ဒီနေ့ကျွန်တော်ပြောပြရမယ့်ဇာတ်လမ်းကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ပရာလောကဖြစ်ရတဲ့တစ်ခုပါဒီအဖြစ်အပျက်ကိုပြန်စဉ်းစားလိုက်တိုင်းကျွန်တော်အခုထိကြောက်နေတုံးပဲဒီကြောင်းကိုကျွန်တော်လူအနေငယ်ကိုပဲပြောဖူးပါတယ်ဒါပေမဲ့ဒီနေ့တော့အမှန်တကယ်ဖြစ်ခဲ့တာကိုအကုန်လုံးကိုပြောပြပေးချင်ပါတယ်ကျွန်တော်အသက်20ပဲမှာဖြစ်ခဲ့တာကျွန်တော်တို့ရွာကမြို့နယ်တိတ်မွေးဘူးဒါပေမဲ့ညဘက်ဆိုရင်တော့အရန်ကိုတိတ်ဆိတ်တယ်လမ်းမီးတွေကလည်းမရှိဘူးအမောက်လမ်းတွေကတရားကြီးရှိခဲ့တယ်တနေ့တော့ကျွန်တော်မြို့ထဲကိုအလုပ်ကိစ္စအပြီးည7:00 နာရီလောက်မှာဆိုင်ကနေရွာကိုပြန်လာခဲ့တယ်ညကတိတ်ဆိတ်လုံးနဲ့လေးတောင်မတိုက်ဘူးဆိုင်ကအတန်ပဲလမ်းပေါ်မှာကြားနေရတယ်ရွာဝင်လမ်းကိုမြောက်ခင်လမ်းတစ်ဝက်မှာကျွန်တော်နောက်ကနေအတန်တစ်ခုကိုကြားလိုက်ရတယ်အကိုတဲ့မိမတယောက်တန်ပဲကျွန်တော်ဆိုင်ငယ်ကိုတစ်သေးသေးရက်လိုက်တယ်နောက်ကိုလှည့်ကြည့်လိုက်တယ်ဒါပေမဲ့ဘယ်သူမှရှိမနေသေးဘူးကျွန်တော်စိတ်ထဲမှာငါစိတ်ကထင်တာပါပဲလေတွေးပြီးဆိုင်ငယ်ကိုပြန်မောင်းလိုက်တယ်ဒါပေမဲ့အနေငယ်မောင်းသွားပြီးချိန်မှာအတန်တစ်ခုထက်ကြားလိုက်တယ်အကိုခဏချက်ပါတယ်ဒီတကတော့ကျွန်တော်တေချာကြားလိုက်ရတယ်ကျွန်တော်ထပ်ပြီးဆိုင်ငယ်ကိုရက်လိုက်တယ်နောက်ကိုလှည့်ကြည့်လိုက်တော့လမ်းမေးမှာမင်းကလေးတယောက်ရက်နေတယ်သူဝတ်ထားတာကအဝတ်ဖြူအရှည်ကြီးတစ်ထည်လက်ထက်မှာကပလတ်စတစ်အိတ်တစ်လုံးကိုလည်းကင်ထားတယ်သူ့မျက်နှာကိုတော့ကျွန်တော်တေချာမမြင်ရဘူးဘာဖြစ်လို့လဲပေါ့ကျွန်တော်ကလည်းသူ့ကိုမေးလိုက်တယ်အကိုတဲ့ရွာထဲကိုလိုက်ဖို့ပြီးလို့ရမလားတဲ့မင်းကလေးချီကအတန်ကြားတယ်ကျွန်တော်လည်းရပါတယ်ပေါ့လိုက်ခဲ့ဆိုပြီးကျွန်တော်လည်းခေါ်လိုက်တယ်ဒါနဲ့ပဲသူ့ကိုကျွန်တော်ဆိုင်ငံပေါ်တင်ပြီးတော့ဆိုင်ငံမောင်းလာခဲ့မောင်းလာရင်လည်းကျွန်တော်တခုတတိထားမိလာတယ်တကယ်လို့ကျွန်တော်နောက်မှာလူရောက်ထိုင်နေဆိုရင်ဆိုင်ငံကအလေးချိန်ရှိနေမှာလေဒါပေမဲ့သူ့ကိုတင်တဲ့အချိန်မှာဆိုင်ငံကအလေးချိန်မရှိဘူးပေါ့နေတယ်ကျွန်တော်စိတ်ထဲမှာနည်းနည်းထူးဆန်းလာတာပေါ့ဒါပေမဲ့ဘာမှမပြောပါဘူးလန်ဒဝဲရောက်တာတဲ့အချိန်မှာနောက်ကမင်းကလေးကမေးတယ်အကိုတဲ့ကြောက်တတ်လားတဲ့ကျွန်တော်နေငယ်ရပြီမကြောက်တတ်ပါဘူးလို့ပဲသူ့ကိုပြောတယ်အနေငယ်မောင်းလာပြီးကျွန်တော်နောက်ကြည့်မှန်တဲ့ကနေသူ့ကိုကြည့်လိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်အရင်တုန်လို့သွားတယ်ဘာလို့လဲဆိုတော့နောက်ကြည့်မှန်တဲ့မှာသူ့ကိုမသိရဘူးဆိုင်ငယ်ပေါ်မှာလည်းကျွန်တော်တောက်ထဲပဲရှိနေရလို့ပဲတွေ့နေရတယ်ဒါနဲ့ပဲကျွန်တော်လည်းမယုံလို့နောက်ကိုယ်တိုင်လှည့်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာသူကရှိနေသေးတယ်ဟာဘာဖြစ်တာလဲပေါ့အဲ့ဒီအချိန်မှာပဲသူကတိုးတိုးလေးထပ်ပြောတယ်အကိုတဲ့အတန်ကအရင်လုံးမဟုတ်တော့ဘူးနည်းနည်းလေးလေးလံလာတယ်ကျွန်တော်လည်းဘာဖြစ်လို့လဲပေါ့အကိုနောက်ကိုလဲမကြည့်ပါနဲ့တဲ့ကျွန်တော်ကိုမေးလိုက်တယ်ဘာဖြစ်လို့လဲပေါ့သူအနေငယ်ရေးလိုက်တယ်ပြီးတော့ပြောတယ်လှည့်ကြည့်လိုက်ရင်အကိုအရန်ကြောက်သွားလိမ့်မယ်တဲ့သူအဲ့လိုပြောလေကျွန်တော်စိတ်ထဲမှာပူကြောက်လာလေပဲဒါပေမဲ့လူဆိုတာကလည်းသိချင်စိတ်ရှိတယ်လေနည်းနည်းမောင်းလာပြီးကျွန်တော်တစ်သေးသေးနောက်ကိုလှည့်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာနောက်မှထိုင်နေတဲ့မိန်းကလေးရဲ့မျက်နှာကလုံးဝကိုပြောင်းလဲသွားခဲ့တယ်မျက်လုံးတွေကအနက်ရောင်ကြီးတွေပါသက်ကြီးကလည်းအရန်ကြီးပြီးကျွန်တော်ကိုတယုံပြနေတယ်ပြောမဆိုစရာကြောက်စရာကြီးပေါ့ဝီစီယူပေါ်မှာလည်းသွေးဆက်တွေမှာထင်းရပဲကျွန်တော်ထိတ်လိုက်ပြီးဆိုင်ကိုအမြဲမောင်းလိုက်တယ်နောက်ကနေသူကျွန်တော်ကိုလမ်းခေါ်နေတယ်အကိုဘာလို့အေးတာလဲပေါ့အတန်ကနီးလာတယ်ကျွန်တော်လည်းကြောက်တဲ့စိတ်နဲ့ဆိုင်ကအတော့ကိုမောင်းပြီးသေးတယ်ရွာနာကိုရောက်လာတဲ့အချိန်မှာကျွန်တော်လည်းအိမ်တစ်လုံးကိုပြေးဝင်လိုက်တယ်အဲ့ဒီအိမ်ကလူကြီးကလက်နာပေါ့လူလေးပါသေးတာလဲပေါ့ကျွန်တော်နောက်မှာမင်းကြီးတယောက်လိုက်နေတယ်ကြည့်ပြပါအောင်ဆိုပြီးကျွန်တော်အဲ့ဒီလူကြီးအကူကြီးတောင်းလိုက်တယ်အဲ့ဒီအချိန်မှာအိမ်ထဲကလူတွေကလည်းမင်းနောက်မှာဘယ်သူမှလိုက်မလာပါဘူးမင်းထင်တာပါပဲဆိုပြီးတော့ကျွန်တော်ကိုပြောတယ်အကနေစားပြီးမနေ့မိုးလင်းတော့ရွာလူကြီးကျွန်တော်ဒီအကြောင်းတွေအကုန်လုံးပြောပြခဲ့တယ်ရွာလူကြီးကအဲ့ဒီနေ့ကမင်းတွေ့တာတဲ့လူမဟုတ်ဘူးတဲ့ကျွန်တော်အရန်ကိုပူကြောက်သွားခဲ့တာပေါ့သူကထပ်ပြောတယ်အဲ့ဒီလမ်းမှာတဲ့မင်းကလေးတယောက်ဆိုင်ကတိုက်ပြီးတေးခဲ့တာရှိတယ်တဲ့ညဘက်ဆိုရင်သူကလမ်းဘေးမှာရက်ပြီးလူတွေကိုလိုက်ဖို့ခိုင်းနေတဲ့အဲ့ဒီစကားကြတော့ကျွန်တော်ပိုကြောက်သွားခဲ့တာပေါ့နောက်နေ့ကစားပြီးကျွန်တော်ညဘက်တွေဆိုရင်တယောက်ပဲဆိုင်ငယ်နဲ့ပြင်မလာတော့ဘူးအလုပ်တွေလည်းပြီးအောင်လုပ်တယ်စောစောပဲအိမ်ကိုပြန်ခဲ့တယ်တခါတလေအဲ့ဒီလမ်းနာကိုဖြစ်သွားတဲ့လူတွေကပြောကြတယ်လမ်းဘေးမှာအဝိဇ္ဇေဝထားတဲ့မင်းကလေးတယောက်ကိုခဏတွေ့တယ်တဲ့ဒီဇလန်းကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပါတင်တို့သာဒီလိုအရှင်နေမျိုးကြုံခဲ့ရင်ရောတင်တို့ကဘာလို့မလဲကောမန့်မှာရေးထားခဲ့ပါဒီလိုပရာလောကဖြစ်ရမှန်ဇလန်းတွေထပ်ပြီးနားထောင်ရှင်ရင် channel ကို subscribe လုပ်ပြီး notification ဘဲကိုနှိပ်ထားပေးပါနောက်ထပ်ကြောက်စရာဇလန်းတွေနဲ့ပြင်လာခဲ့ပါမယ်